31ရက်12လ1985ခုနှစ်မှာခန္ဓာဝင်ချသွားတဲ့ခရယပဝိဇ္ဇာဘူတော်တင်ချာမင်းကောင်ရဲ့ဝိမာန်လည်းပဲရှိပါတယ်ဒီနေရာမှာအဋိဌံဝင်စွန့်ကြတဲ့သူတွေလည်းပဲအများအများလာရောက်ကြရလို့သိရှိခဲ့ရပါတယ်ဒီဈေးတော်မြတ်ကြီးရဲ့ထူးခြားမှုတွေကတခုပါလဲဆိုရင်ဒီဈေးတော်ပရဝုံအတွင်းမှာဒီခရီးပင်ဝါပင်ကန်းကော်ပင်ဆိုတဲ့အပင်တွေရှိနေပေါ့နော်အဲ့ဒီအပင်တွေကိုဒါသိရှိခဲ့ရပါတယ်ခင်ဗျဒီတက်လက်ဈေးတော်မြတ်ကြီးရဲ့ဒီပရဝုံအတွင်းမှာရှိတဲ့ရွှေချင်းကျောင်းပေါ့နော်အကျောင်းရင်ကျောင်းမှာတည်ထားကိုခဲ့ထားခဲ့တဲ့ဒီရက်တော်မူအောင်စုပံဗျာဒဖေးရုပ်ဘွားတော်မြတ်ကြီးရာဆိုရင်မင်္ဂလာမြို့နယ်မှာရှိတဲ့ရက်တော်မူရုပ်ဘွားတော်တွေအားလုံးမှာညံတော်အမြင့်ဆုံးဆိုပြီးတော့လည်းပဲဒီလက်သိရှိခဲ့ရပါတယ်ခင်ဗျာဈေးတော်မြတ်ကြီးကိုတည်ထားကိုခဲ့တဲ့ဒီကုန်းတော်ဟာဆိုရင်တိန်ကုတ်တရကုန်းတော်ကိုဝန်းရံထားတဲ့ကုန်းတော်69ကုန်းနဲ့တကုန်းအပေါင်းဖြစ်ပါတယ်ဒီချက်ကလက်ဈေးတော်မြတ်ကြီးကတော့အဲ့ဒီကုန်းတော်ရဲ့တောင်ဘက်ပိုင်းမှာတည်ထားကိုခဲ့ထားတာဖြစ်ပါတယ်ခင်ဗျာ